Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ငါးကင်စားပြတဲ့ဗီဒီယိုလေးရိုက်ထားပါတယ်အရင်ဆုံးအိယာဟာထားပြီးရေမိုးချိုးပြီးတော့အပြင်သွားဖို့ပြင်လိုက်ပါတယ်ထုံးစံအတိုင်းအပြင်မသွားခင်အိမ်အောက်မှာ outfit check တို့ဘာလို့လုပ်လိုက်ပါတယ်ဘယ်မှသွားမှာမဟုတ်ပါဘူးနေမကောင်းလို့စေကန်းသွားပြတ်မှာဖြစ်ပါတယ်ငါဝယ်ပြီးသားရှိတာဖြစ်တဲ့အတွက်ဒါပြီးလို့ရှိရင်အိမ်ကိုတန်းပြတ်ပါမယ်ပိုင်လဲဆန်နေမို့လို့မြင်မြင်ပြန်လိုက်ပါတယ်အဲ့လိုနဲ့9မိနစ်လဲလျှောက်သွားလိုက်တာအိမ်ကိုရောက်သွားပါပြီဒါကတော့အပြင်သွားရင်အင်းနာရဲ့ outfit check လုပ်တဲ့နေရာပါစားတိုင်းပုံထဲမှာဘာစာရေးတွေရောက်နေလဲဆိုတာ check လုပ်ပါမယ်။ဘာစာရေးမှမရောက်နေတဲ့အတွက်အခန်းကိုပြန်มาတော့မယ်။အလုပ်ကပြန်လာတဲ့နေ့ဆိုပြင်မှန်းထားတော့တက်လီကဆောင်းလာတာစိတ်မရှိဘူးပေါ့နော်။ဒါပေမဲ့ဒီနေ့ကတော့စိတ်ရှိရှိနဲ့ဆောင်းလိုက်ပါတယ်။ပြန်ရောက်တော့ငါ့ကိုရေခဲတက်တာတွေကထုတ်ရေးဆေးပြီးတော့ခရူးစီရဲ့နန်းနန်းမင်းလေးချင်းကျက်သွင်းပြီးစာအရသာမုံလေးထည့်ပြီးတော့မှွေလိုက်ပါမယ်။ငါအကောင်ကြီးတော့ဘန်းထဲမှွေစရာမရှိတော့ထင်းချက်တဲ့တဲဦးလေးကိုထည့်မှွေလိုက်တာပါ။စပလင်ကိုထုံးပြီးတော့ငါးရဲ့ဘိုက်ထဲကိုထည့်ပါမယ်။အော်ပြီးတော့လေငါးရဲ့အသားတွေကိုအရသာတွေဝင်အောင်လို့ဟိုဘက်ဒီဘက်ဓာတ်နဲ့မှွန်ထားပါသေးတယ်။အရသာကြီးနှံ့အောင်မှွေပြီးသွားပြီဆိုလို့ရှိရင်ကင်မဲဘန်းပေါ်ကိုခဲပတ်ခင်းပြီးတော့တင်လိုက်ပါမယ်။ပြီးရင်အပေါ်ကနေခဲပတ်ထပ်ပတ်ပြီးတော့အကင်ဆက်ထဲမှာထည့်ကင်လိုက်ပါမယ်ရှင်။အမြန်ကင်စားထားတာဖြစ်တဲ့အတွက်မီတာမဲကတော့အရင်လှမနေပါဘူး။ဒါပေမဲ့စားကောင်းဖို့ရေးကြည့်ပါတယ်။မစားခင်ငါးပေါ်မှာခုနအထိထားတဲ့တံမြာသီးတွေညှစ်ထည့်လိုက်ပါတယ်။မက်ကြီး sauce လည်းလုပ်ထားပါသေးတယ်။ဒီရွက်တွေနဲ့အတူတူစားပြမှာဖြစ်ပါတယ်။ဆက်လက်ရွက်ထဲကိုငါးရဲ့ထမင်းရဲ့နန်းနန်းမင်းရဲ့တခွားသီးရဲ့ sauce တွေရဲ့ထည့်ပြီးစားလိုက်ပါတယ်။ပုံမှန်ဆိုရင်နန်းနန်းမင်းမစားပေမဲ့ဒီနေ့ထည့်စားကြည့်တော့ထူးထူးဆန်းဆန်းစားလို့ကောင်းနေပါတယ်။ Wow ချင်းချင်းဆက်ဆက်လေးနဲ့အရင်စားကောင်းပါတယ်။ငါးကင်တစ်ခုတည်းဆိုရင်မစားကျင်တာနဲ့အိမ်မှာရှိတာတွေနဲ့ရှောက်ပြီးတော့လှုပ်စားတာပါ။စကားမဆန်နောက်ကနာကြီးရအချိန်မှားနေတာကိုဗီဒီယိုရိုက်မှတတိထားမိသွားပါတယ်။ဆက်လက်ရွက်ထဲကိုထည့်တဲ့ဆာပလာတွေကအရင်များနေတော့အကြီးတော့ဖြစ်သွားပါတယ်။ဒါပေမဲ့အကြီးဖြစ်လဲစားလိုက်ပါတယ်။အချင်ရည်ထဲမှာထည့်ထားတဲ့ငရုတ်သီးစင်းကအရန်ကိုဆက်ပါတယ်။စူးနေအောင်ဆက်တာပေါ့နော်။ဒါပေမဲ့စားကောင်းပါတယ်။ဆက်ပေမဲ့အရန်စားကောင်းတော့မရက်နိုင်ဘူးဆက်စားရပေါ့နော်။မကြီး sauce ကအရန်ကိုဆက်လို့ဗီယက်နမ် sauce နဲ့ဆက်စားကြည့်ပါမယ်။ဗီယက်နမ် sauce နဲ့လည်းအရန်ကိုလိုက်ပါတယ်။ Perfect အဲ့ဒီငါကလေအပေါ်မှာပြထားတဲ့မာယွန်လီဆိုတဲ့အကောင့်မှာလည်းဝယ်လို့ရတယ်လို့ဗီယက်နမ်ဆိုင်မြန်မာဆိုင်ထိုင်းဆိုင်တို့မှာလည်းဝယ်လို့ရပါတယ်။နောက်ဆုံးပိုင်းကုန်ကန်ပြီးတော့အယိုးတွေနှင်းနဲ့လက်အိတ်နဲ့ပဲဆက်စားပါမယ်။အရန်ကိုစားကောင်းပြီးထည့်ထားတဲ့ထမင်းလေးကုန်သွားပြီပေါ့နော်။ဘိုက်လေးတော်တော်လေးပြည့်သွားပါပြီ။အဲ့ဒါပြီးရင်မပြီးသေးပါဘူး။သူများပေးထားတဲ့ကိတ်မုံတွေရှိနေတယ်လို့ဆက်စားပါမယ်။ဒီကိတ်မုံကလည်းတော်တော်စားကောင်းပါတယ်။ဘယ်ရောက်ဝင်လာလဲတော့မသိဘူး။ကစုံနဲ့လုပ်ထားတဲ့ကိတ်မုံပါ။ဒီနေ့အတွက်ဘလော်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီ။ရှောက်စားပြနေတာကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးပါဘိုင်ဘိုင်